မင်္ဂလာပါရွှေမှုဆဲစကောထမင်းဆိုင်မှာကြိုဆိုပါရစေကျွန်တော်တို့ရွှေမှုဆဲမှာငါးကင်ဘဲကင်ကြက်ကင်နဲ့အကင်မျိုးစုံကိုရရှိနိုင်ပါပြီဒီနေ့မိတ်ဆက်ပေးမယ်ကျွန်တော်ရွှေမှုဆဲငါးကင်အားဆိုရင်ပါဝင်ပစ္စည်းများစွာနဲ့လူးနေပြီးနှက်ထားရပါတယ်မိတ်ဆွေတို့မှာယူမှသာလက်ဆက်ဆက်ကင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ငါးကင်ကိုမှားမယ်ဆိုရင်တော့အချိန်မိနစ်20လောက်ကြိုးပြီးမှားပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာအဘေသူမိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ရွှေမှုဆဲစကောထမင်းဆိုင်မှာအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရွှေမှုဆဲကိုလာရောက်စာသုံးကျင်နေဆိုရင်တော့အမှတ်၄ရက်ကွာချစ်ကြည်လန်ရွှေစင်ချူရုပ်ရှင်ရုံပေး A1 Hotel ရှေ့မှာရှိပါတယ်ခင်ဗျာ